ကျွန်တော်တို့အခုကရင်းမပင်အတက်နာကစီဆိုင်တစ်ခုမှာပါ share ရဲ့ Stevia C ရဲ့ Z825 ရဲ့ R15 နှစ်စီးရဲ့ FZ ကလေးရဲ့ကျွန်တော်တို့တောင်ကြီးကိုတွားကြမှာပါကျွန်တော်တို့ဒီနေ့လေးနဲ့ကလောဘက်ကိုလူပြိုသွားလဲတာဖြစ်ပါတယ်နော် share လေးရဲ့ R15 လေးရဲ့ဒီကပါအစားလေးရတော့ကျွန်တော်လာပေါ်တာပေါ့နော်ဒီရဲ့စီလေးတော့ရတယ်ဆရာကြီးများရှိပါတော့ရတယ်ဆရာကြီးโอเคပါဟုတ်ပါတယ်Relax and stay. Lani lulu ya ba. Lani lulu ya. တစ်ဖက်စပင်းညက်တွေနိုင်တိုင်းရတယ်ဗျာဒီကားလားဆိုရင်ဒီကတောင်ကြီးရလို့ပြောလို့ရတယ်ဗျာဟုတ်ပါလားရုပ်ခံနေတာအမေကြည့်အောင်ဗျာတလန်းလုံးရိုက်ပေးတဲ့ကင်မရာမန်ကသူ့မပါမှာဆိုလို့တဲ့သူ့မျက်နှာနဲ့အကုန်တဲပပြီးပြနေတာကျတော့ဆရာရဲ့အကာဟာမြင်မယ်နေကွာကကျုံးနေရော
အေးတာယာကဥအောင်ငယ်ရဲ့ workshop မှာပါကျွန်တော်စက်တီလေးအတွက် shape shoe လဲဖို့လုပ်နေတာပါအန်ကောင်းချင်တော့ shape shoe လေးကအကိုဆန်းမအီနာမှာဝယ်လို့ရခဲ့ပါတယ်တခြားဘိန်းလေးတွေကတော့လိုအပ်တာစစ်ဆေးပြီးကျွန်တော်တို့တွေရွာငံကိုဆက်သွားကြမှာပါခုရောက်ရှိနေတာကကြောက်ဆက်ကြရေတကုံမှာပါတချို့ကလည်းကနန်းခွက်ကြရေတကုံလို့ခေါ်ကြပါတယ်ဒါကကနန်းခွက်ကြရေတကုံတီရှိရာရွာငံတဲကမြိုင်ကျေးရွာလေးမှာပါရွာငံဟာယခုလက်ရှိမှာတော့ဓနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပါတယ်ဆောင်းနှင်းဖွေးဖွေးလေးတောင်တန်းများကြမှာအေးချမ်းလာတဲ့ကျွန်တော်တို့မြို့လေးကိုအလဲတစ်ခေါက်ရောက်လာပါလားလို့ဟန်ဆောင်မှုကင်းတဲ့စေတနာရင်မာတကယ်ရင်နေတဲ့တို့ရှာမြေအော်ရှမ်းပဲဘုံလို့ခေါ်ခြင်းခေါ်ပါစေဒါကိုပွေမယူနိုင်မှဘူးလေတကယ်ဆိုရှာအမျိုးရဲ့တည်မြဲတဲ့ရိုးရာကျွန်တော်ဟာလေးရှမ်းပဲဘုတ်ပါပဲခင်မင်းနဲ့အားလုံးကိုလေးလာလေစီခြင်းသည်ချာဤရရှမ်းမျိုးကိုလေးရှမ်းတေးချင်းလေးလဲဆိုပြအောင်မယ်ရှမ်းအမျိုးရဲ့ရိုးရာအလှပများရဲ့ရှမ်းတေးချင်းလေးလဲဆိုပြအောင်မယ်ရှမ်းအမျိုးရဲ့ရိုးရာအလှပများရဲ့လက်ဖက်တော်ရမလက်ဖက်ကူးတဲ့ပြူဖြူတွေများနဲ့ပြောပါစီမယ်ကျွန်တော်များရှမ်းအမျိုးရဲ့ဘဝဝဲအော်ရှမ်းပဲဘုလို့ခေါ်ခြင်းခေါ်ပါစေ